ဖျားဘူးလားအေးချင်းမိတ်ကရှိုးပြမှာလည်းမဟုတ်တနခါမကွက်ကြလေရင်ကျေးသွားကူးလို့မရဘူးလားအမလီဟဲ့ငါကလေနင့်ကိုလေ surprise လုပ်ချင်တာငါလေးဒီပကံပါလေကောင်းလေးတယောက်နဲ့ချိန်လာလို့ဒီလိုမျိုးလှလှလေးဝင်လာပကံမောင်လေးပေါ့ဟဲ့ဘလို့ဟိုတစ်ခေါက်ကလည်းရီးသားရှိတဲ့ကောင်လေးနဲ့သွားပြီးချိန်ပြီးပြဿနာတက်ပြီးပြီအခုလည်းလောက်ပြန်ပြီဟဲဟိုတစ်ခေါက်ဆိုလည်းလေလောစာဆိုတကယ်ကြီးဒီစားမှာနာမည်ကြီးဝါလေမိပေါက်ရဲ့နေပေါက်ရဲ့အမလေးတော့မလိုက်တော့ငါဒီတစ်ခါတကယ်လင်ရတော့မှာငါ့ကိုလေသူမိဘကြီးနဲ့လည်းမိတ်ဆက်ပေးမယ်လို့တောက်စားတောက်ဆောင်ခွင့်လာတာဒီကောင်လေးရလေနေနောက်မှပကံရောက်မှတော့ငါ့ကိုတော့တမင်ကျွေးပါဘူးဆိုလာတောင်းစားမယ်မစင်စားနဲ့လုံးဝမကျွေးဟဲ့ဒါမဲ့တခါလေးနေငါနဲ့လိုက်ခဲ့လိုက်တော့နော်ပြီးမိတ်ဆက်ပေးမယ်ဒီရပြီးရရောက်ပြီဒီမှာဒီစားဟဲ့ဘာမပါပြီးရကြပြီလွယ်လိုက်တော့လွယ်လိုက်တော့လာတော့လာကဲဒီမှာပုံလာလားအေးတွေ့လိုက်ပါဆုံးတော့ဟုတ်ကဲ့ဒါမားရဲ့တငယ်ချင်းဟုတ်ကဲ့လက်ပူချီဟုတ်ကဲ့ဒီလာရဲ့နေရာဆန်းကြောင်းဒီညာဒီညပွင့်မှာဒီလိုဟုတ်ကဲ့အေးအဲ့ဒါမှတော့ရင်းနေရမယ်ထဲကိုပြောဟုတ်ကဲ့လာဒီမိစားနေမလားလာမလားတော့မယ်လားမခိုင်ပါမရှိလေးခိုင်ပါခဲ့ပါကဲမောင်ရဘိုက်စာနေရတယ်တော့အညာကြီးပဲလွတ်ထားတာပဲမောင်ကဘာကြီးလဲခေါင်းရင်းလေးဒီဟာဒါမကုချီမောင်ဆိုင်လေးဒါမောင်ဆိုင်လေးโอเคဒါမကုချီအောင်ပါလေတော့ပါနော်အော်မကုချီလည်းအတူတူပဲတော့ဟဲ့နှားရတော့ဟဲ့ဒါမောင်ဆိုင်လေးမောင်ဆိုင်တို့ငါပြောရမလားဒီမှာဆက်ဆက်ဟုတ်တယ်မောင်ဆိုင်မှာပြောပြပါအောင်ဘာကြီးဒီကဝတ်ပုံးကြီးဝတ်ပုံးကြီးငဖေးဒါဗမာကျစ်အစ်စ်နော်ဗမာကျက်အစ်စ်နဲ့ဘာကြီးလဲဟိုဟင်းနွေရဲ့တုပ်လေးဟင်းနုနယ်ရဲ့တော့ဟောစိုက်ကြည့်တယ်ကျင်းငါဒီကျဒါသေးချင်တော့ဒါလေးကမကြည့်ရတော့မောင်အများကြီးစားမကြည့်တာလားမောင်အများကြီးစားတာစားမယ်ငဖေးလေးကိုရင်ချမယ်ငဖေးလေးစားတာစားတာဗောမောင်ရဲ့စားတာဗောထည့်စားပါငဖေးလေးနဲ့အဲ့ဆိုရင်မောင်ကထည့်ပြီးတော့မောင်ကပြန်ခွန့်ကျွေးမယ်โอเคချက်လိုက်တာโอเคကြည့်ရဲစားပါဦးကံရောက်ခဲ့ပြီမလေးချက်လိုက်တာကောင်းလားအင်းကောင်းတာပဲမောင်ထည့်ပြီးတော့ကောင်းလိုက်တာမောင်ဖိုင်ကြီးမောင်ဖိုင်ဒါမှမဟုတ်ကျွန်မသားတော့မယ်ကောင်းပါမောင်ရောကောင်းလိုက်တာကိုရဲစောကိုရဲစောရှင်မလုံး